ပတိပိဆိုင်ဖို့ပေါ့နော်ရရှိအနေကင်းသွားဖို့တော့ဒီတိချာပထမဆုံးတောင်တက်တာဆိုတော့ဖြည်းဖြည်းနဲ့မှန်မှန်လေးရောတော်လာဟုတ်ပါOh my god ဟုတ်တော့နည်းနည်းဒီမှာဘောနော်ဒီလိုတစ်တာလေးတွေကဆွေးပြီးတော့လိုမျိုးပြုတ်ထွက်နေအောင်တစ်တာလေးလေကားလေးတွေကတုံးလေးတွေပေါ့နော်ဒီချင်းရှောင်းရှောက်တော့ရှောက်ရတာပဲခိုးအောင်အောက်ထဲကိုရှောက်သွားမယ်ဒီပြင်းနဲ့အောက်ဆင်းလာဆိုဒီပြင်းချင်းကတော့ဒီပြင်းချင်းလေးရှောက်ပုတ်တော်နဲ့ငုတ်တော့အိုးဘာကောင်းလေးလည်းမသိဘူးရှောက်ခုမှပဲနိုင်လေဟုတ်နိုင်တယ်တော့ရှင်ဒါမဲ့တောင်းထဲမှာကြတော့မောင်းနေနေပြီးတော့အောင်ရောက်လာနေရိတ်မထူဘူးပေါ့နော်ဒီပုံမှာနေရိတ်ထူတာဒါလေးဆိုရင်အကျโอ้我跟你讲，Oh my god！ 我的妈呀，这啥呢？Oh my god！ 喂。哦，这边皮皮的小麦芽，不是，不知道哪里发霉。